လောက်ပဲပေးဆက်ခဲ့ကျေးဇူးမသိတဲ့လူကမသိတာတန်ဖိုးမထားတဲ့လူကထားပါဒါကမှငါကဘလောက်ထိပေးဆက်ခဲ့တာတောင်မှငါပေါ်ကိုငဲ့ညာထောက်ထားမှုမရှိဘူးငါပေါ်ကိုတစ်ချက်ကလေးပြန်မကြည့်ဘူးလို့တွေးပြီးတော့ပူလောင်နေတယ်ဆိုရင်တော့သူ့အပြစ်မဟုတ်ပါဘူးမျောလင်းမိတယ်ကိုယ့်အပြစ်ပါကိုယ့်ဟာကိုနောက်ပိတ်ဆောင်မနေနိုင်လို့အသက်ကြီးပဲကယ်လိုက်အသက်သခင်ကျေးဇူးရှင်လို့ပဲဘွဲကိုခံယူလိုက်ကျေးဇူးမသိတဲ့လူကမသိပါဘူးငဲ့ညာမှုမရှိတဲ့လူကမရှိပါဘူးဒါနဲ့ပတ်သက်ပြီးတော့ဟိုတုန်းကဇတ်တော်လေးတစ်ခုရှိတယ်ဒါဟာတော့ကဦးဇင်းတို့ဒီဖျားလောင်းတော်ကြီးကတက်တော်လောက်ငှက်ကလေးတစ်ကောင်ဖြစ်ခဲ့တယ်အဲ့ဒီအချိန်မှာဦးဇင်းတို့ရဲ့ဇာတ်လိုက်ကျော်ရှင်တေဝရကတော့ခြင်သေးတစ်ကောင်ဖြစ်ခဲ့တယ်တနေ့မှဒီခြင်သေးကအသားစားရင်းနဲ့အာကောင်မှာအယိုးဆူးတယ်ပေါ့နော်အယိုးထောက်နေတဲ့အတွက်ပါဇက်ကလုံးဝဘာမှစားလို့မရတော့ဘူးပြင်းထန်တဲ့ဝေဒနာကိုခံစားရတယ်ဒီယောဂနဲ့သူသေမှာပဲအဲ့ဒီအချိန်မှာမနီးမဝေးလေးမှာလာပြီးတော့မှအဲ့ဒီတက်တော့လောက်နဲ့ကလေးကလာနာပြီးတော့နေတာကိုခြင်သေးကတွေ့တော့ကျွန်တော်ရဲ့အသက်ကိုကယ်ပေးပါဆိုပြီးတော့မှတောင်းဆိုတယ်ပေါ့နော်အဲ့ဒီမှာတက်တော့လောက်နဲ့ကလေးကဘာပြန်ပြောသလဲဆိုတော့တင်းအသက်ကိုတော့ကယ်ခြင်းတယ်တဲ့ဒါပေမဲ့အသင်ကျွန်တော်ကိုဝါမစားလိုက်ဘူးမကြိုက်တတ်လိုက်ဘူးဆိုတာကိုကျွန်တော်မယုံကြည်ရေးမလုပ်ပါဘူးအသက်ကိုသာပေးပါပေါ့နော်ကယ်ပေးပါအသက်ကိုကယ်လိုက်တဲ့အခါမှာအဲ့ဒီတက်တော့လောက်နဲ့ကလေးကအဲ့ဒီခြင်သေးရဲ့နှုတ်သီးအပေါ်နှခမ်းနဲ့အောက်နှခမ်းနဲ့မှာဒုံးနဲ့ထောက်ပြီးတော့မှသူဝင်ပြီးတော့ကယ်လိုက်တယ်ပေါ့နော်အဲ့ဒီမှာပြီးမှဒုတ်ကိုဖြုတ်ပေးလိုက်တယ်ခြင်သေးအသက်ချမ်းသာရသွားတယ်နောက်အချိန်ကြာတဲ့အခါမှာဒီခြင်သေးနဲ့ဒီတက်တော့လောက်နဲ့ပြန်တွေ့တယ်အဲ့ဒီအချိန်မှာခြင်သေးကအသားကိုစားနေတယ်တက်တော့လောက်နဲ့ကလေးကဒီခြင်သေးကျေးဇူးတည်တတ်မှုရှိမရှိစမ်းတတ်တဲ့အနေနဲ့အချင်းချင်းသေးတဲ့ကျွန်တော်ကိုအဲ့ဒီအသားလေးနည်းနည်းလောက်ညပေးပါလားလို့သွားတောင်းလိုက်တယ်တောင်းလိုက်တဲ့အခါမှာချင်းသေးကဘာပြောတယ်မပေးနိုင်အသင်ကျုပ်ကျွန်ုပ်ရဲ့အာဂရင်းနာကစူးကိုဖယ်ပြီးတော့ကယ်ပေးခဲ့တဲ့အချိန်တုန်းကကျွန်ုပ်ရဲ့အာဂရင်းနာကိုရောက်ပြီးသားအသင်ကိုမစားပဲပြန်လွတ်ပေးလိုက်တာတောင်မှကျွန်ုပ်ရဲ့လူရမ်းမှုတစ်ခုလို့တာတင်တတ်မှလာတယ်ကံကောင်းပါနော်မစားပဲလွတ်ပေးလိုက်တဲ့ကျေးဇူးတင်ရအောင်မို့ပေါ့အဲ့ဒီလိုပြောတဲ့အခါမှာတက်တော့လောက်မှာကျေးဇူးမသိတဲ့လူနာမှာနေလို့မရဘူးဆိုပြီးတော့ဝေးကိုထွက်သွားတယ်အဲ့ဒီလိုပဲနော်ကျေးဇူးမသိတဲ့လူမှန်သိရဲ့ကြီးနဲ့ငါပိတ်ဆက်ထားတဲ့တနေ့နေ့တော့ငါဘော်ကိုပြန်ကောင်းလောက်ပါရဲ့ငါကျေးဇူးပြုထားခဲ့တယ်ငါဘော်ကိုကျေးဇူးပြန်ဆက်လောက်ပါရဲ့ကျေးဇူးသိလောက်ပါရဲ့လို့ဘယ်တော့မှမထင်နဲ့ဘယ်တော့မှမမျှော်လင့်ပါနဲ့ကိုယ့်အပေါ်ကိုကျေးဇူးပြန်မသိတဲ့လူတွေနဲ့တွေ့တဲ့အခါတန်ဖိုးမထားတဲ့လူတွေနဲ့တွေ့တဲ့အခါကျေးဇူးကမ်းတဲ့လူတွေနဲ့တွေ့တဲ့အခါကိုယ်ပဲနာကျင်ရမယ်ကိုယ်ပဲပူလောင်ရလိမ့်မယ်စောစောကတက်တော့လောက်ငှက်ကလေးလိုပဲသူတို့တို့ဝေးကနေရှောင်ပါမျောလင်းချက်တွေကိုလည်းလွတ်ချလိုက်ပါမမျောလင့်မှလည်းတတ်နိုင်သမျှရှောင်ပါနှလုံးစိတ်ဝမ်းအေးချမ်းနိုင်ကြပါစေ